မင်းကလေးကအိမ်တော်ရေးနန်းတော်ထဲဝင်တော့မလို့ပဲဒါပေမဲ့သူမလုံးဝပြောမနေဘူးဘာလို့လဲဆိုတော့သူမလက်ထက်မဲ့သူကကမ္ဘာအချမ်းသာဆုံးလူဖြစ်နေလို့ကောလာဟာလာတွေထဲမှာအချမ်းသာဆုံးလူဖြစ်နေလို့မင်းကလေးတွေကိုအနိုင်ကျင့်ရတာကြိုက်တယ်မင်းကလေးကမိသားစုကြီးတစ်ခုကသမီးဘာလို့လဲဆိုတော့သူမရဲ့အမေကငငယ်လေးကတည်းကဆုံးသွားလို့သူမရဲ့အဖေရဲ့ဇနီးတစ်ကမင်းကလေးကိုကျေးလက်ဒေတာကိုဓာတ်ရိုက်ပို့လိုက်တယ်သူမရက်တည်နိုင်အောင်လုပ်လိုက်တယ်မိသားစုကအချမ်းသာဆုံးလူရဲ့အကူအညီလိုအပ်တယ်မိသားစုနဲ့ပိုနီးစပ်အောင်သမီးတစ်ယောက်လိုအပ်တယ်သူမရဲ့သမီးကိုကြားတွင်နဲ့ပြုတ်ကျစေချင်တာဝန်မရှိဘူးသူမကဒီပတ်ထွေးသမီးကိုပြန်ခေါ်လာတယ်ဒီနေ့သူမရဲ့ပထွေးညီမအစားကမ္ဘာအချမ်းသာဆုံးလူအဖြစ်လက်ထပ်တော်မယ်မင်္ဂလာဝတ်စုံဝတ်ထားတဲ့မင်းကလေးကိုမြင်တော့မနာလိုတဲ့ပထွေးညီမကမင်းကလေးကိုစော်ကားလာတယ်ဒီတစ်ခါတော့ပြုံးနေတယ်မင်းကလေးကိုလက်ထပ်ပြီးရင်ကိုမိသားစုကိုဂရုစိုက်ဖို့တောင်းဆိုတယ်မင်းကလေးမင်္ဂလာကားပေါ်ကဆင်းလာတော့လက်စားချေဖို့ဆုံးဖြတ်ထားတယ် Glamorous Banquet Hall ကိုမမြင်လိုက်ဘူးမှောက်မိုက်တဲ့လမ်းကြားကနေတယောက်တည်းလျှောက်သွားတယ်ဝင်လိုက်တာနဲ့နောက်ဖေးတကားကအလိုလျောက်ပိတ်သွားပြီးအခန်းထဲမှာလည်းမှောက်မဲနေတယ်မီးရောင်တစ်စက်မှမမြင်ရဘူးမင်းကလေးကလှည့်ကြည့်လိုက်တဲ့ခေါင်းကိုကြည့်လိုက်တော့မျက်နှာဖုံးစွပ်ထားတဲ့ကြောက်စရာကောင်းတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်နောက်ထပ်ဗီဒီယိုလေးတွေကြည့်ရအောင်လို့ follow လေးလုပ်တဲလေးနှိပ်ပြီးတော့ share သွားပေးပါဗျ